အဲ့တော့ဒီ Rafi Flow Water Supply ဆိုရင်စမ်းရည်ပဲလုပ်ငန်းနော်အခုလုပ်တော့မယ်ဆိုရင်သူ့ရဲ့ပါလေးရှိတော့နော် sequence လေးတွေရှိတာပေါ့ပထမဦးဆုံး feasibility survey ဖြစ်တန်စမ်း survey ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားအရင်ဆုံး question လေးလားမဖြစ်နိုင်တဲ့ဟာကိုလည်းဆွဲသွားလို့မရဘူးဟုတ်ပြီဖြစ်နိုင်တဲ့အနေအထားရှိရဲဆိုရှင်ဒီ survey တိုင်းအသေးစိတ်ချက်လက်တွေအကုန်ပြည့်စုံအောင်လုပ်ပြီးတော့မှအဲ့ဒီတိုင်းတာထားတဲ့အသေးစိတ်တိုင်းတာချက်တွေပေါ်မှာမှဒီဇိုင်းလုပ်ပါလန်ဒီဇိုင်းတွေရှိမယ်ရေလောင်ငါဒီဇိုင်းတွေရှိမယ်ဒီဇိုင်းလုပ်အဲ့ဒီဒီဇိုင်းပေါ်မှာမှ estimate လုပ်အောင်ခုနကကျွန်တော်တင်ပြခဲ့တဲ့ဟာတစ်ခုမှဆိုဘာဖြစ်တုံးဆိုတဲ့အခါကျတော့သူကနွန်ကြီးနဲ့ပေါ့ဗျာပိုက်လိုက်တပေကိုဘလောက်ဆိုတဲ့ဟာကြီးနဲ့ estimate ကိုသူကဒီရှေ့ရ sequence တွေကိုကြော်ပြီးတော့သူက estimate ဘာနာကြီးကိုဓာတ်ရိုက်ပုံပြန်ဒေါ်လာရောက်သွားတဲ့အခါကျလုံငါဘယ်လိုမှစင်မပြေနိုင်တော့အဲ့ကကြဟုတ်ပြီ estimate လုပ်ပြီးတဲ့အခါကျတော့မှအဲ့ estimate ပေါ်မှာလူအပ်တဲ့အင်အားတွေစုဆောင်းပြီးတော့မှ implementation construction လုပ်မယ်ပြီးတော့မှနောက်ဆုံးပိုင်းမှာဒီလုပ်ငန်းတစ်ခုလုံးကိုတန်းတတ်မယ်လဲပတ်မယ်ပြပြောင်းပြရခဲ့မယ်ဒီ sequence တိုင်းသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကဒီဖြစ်နိုင်ခြေစာပေတိုင်းတဲ့အချိန်မှာအဓိကဘာချက်တွေလိုအောင်လို့ဆိုတဲ့အခါကျတော့ဟုတ်ပြီဒီမှာကလူဦးရေကဘယ်လောက်ရှိတာလဲဟုတ်ပြီအဲ့လူတွေကိုရေဘယ်လောက်အတုံးနဲ့ထားပြီးတော့ကျွန်တော်တို့ကပေးမှာဒီပေါ်မှာမူတည်တော့မှဒီလုပ်ငန်းကသေးတဲ့လုပ်ငန်းဖြစ်မယ်ကြီးတဲ့လုပ်ငန်းဖြစ်မယ်ဆိုတဲ့ဥစ္စာပေါ့နော်တော့ပြီးတော့ဆုံးဖြတ်လို့ရနောက်တကကျွန်တော်တို့ကဒီက spring source ဖြစ်မယ် spring source ဖြစ်မယ်နော်ဟုတ်ပြီ source ကတော့သူ့ရဲ့ကြီးကဘယ်လောက်ရှိတယ်ဒီ population ကိုလုံလောက်တဲ့တာပြီးတဲ့ safety ဖြစ်ရတာအဲ့ဒါကိုလေကျွန်တော်တို့ကတူတင်ပြီးတော့တိုင်းတာရှင်းစားပါတယ်နောက်တစ်ခုကကြတော့ဟုတ်ပြီ Rafi Flow Water Supply ဖြစ်တဲ့တော့ source ကတော့ရွာတဲ့ကတော့မြင့်ကိုမြင့်နေရမှာသိချပြီဟုတ်ပြီရွာနဲ့အကွာဝေးရှိမယ်ဘလောက်အမြင့်မှာရှိတယ်လဲဘလောက်အကွာဝေးမှာရှိတယ်လဲနောက်တစ်ခါ pipeline duration ဆိုတဲ့အချိန်မှာဟုတ်ပြီကျွန်တော်တို့ကဒီ source ကနေပြီးတော့ရွာကိုတဲ့pipeline ဆွဲလာတဲ့အခါကျတော့ဘာတွေဖြတ်ရမှာလဲတောင်ကဘာနေရာပတ်လာမှာလားချောင်းနေရာနေဖြတ်မှာလားစားချင်တယ်ပေါ့နော်လေကွင်းနေရာသွားမှာလားဒီဘာတွေလဲကြောက်တောင်ကြောက်ဆောင်ကြောက်ကဘာတွေကိုဖြတ်လာမှာဒါတွေလည်းပဲကျွန်တော်ကအဲ့တော့ခုနကဝတာတပန်းနဲ့ပတ်သက်ကျွန်တော်တို့ဒီမီစက်နဲ့တွဲပြီးတော့လုပ်တဲ့စဉ်းစားရည်တွေလုပ်ငန်းတွေမှာတော့ကြတော့အဲ့တော့ကလူတူကို10ကာလာနဲ့ပေါ့နော်တောက်သုံးရေပေါ့တောက်သုံးရေတော့သူကိုချိုးရတဲ့ရှော်တိုင်းမပါဘူးပေါ့ဗျာတောက်သုံးရေအနေနဲ့အဲ့လိုတမ်းမှတ်လိုက်တယ်တမ်းမှတ်ရဆိုတာအဲ့ဒီအချိန်ကာလာတော့ကြတော့သူကဘာပုံလို့ဆိုတော့နေပေါ်ကွန်တိုင်းကရှိတဲ့တောင်ပေါ်ရွာတွေနဲ့ကျွန်တော်နိုင်ငံတောင်ပေါ်ရွာတွေနဲ့ဆိုရှိနေရာဒီဥဒုအနေထားမတိမ်မရင်ရှိတယ်ပေါ့သူတပြင်းချင်းတောင်လာမှာမျိုးပေါ့နော်တပါလုံးနေလို့တလားလုံးနေလို့မှဒီတစ်ခါချိုးချက်မှလည်းချိုးရပေါ့နော်အဲ့လိုနေရာမျိုးမှာကျတော့ဒီတယောက်ကိုတင်းခါလာမှာโอเคတယ်လုံလောက်တယ်အဲ့ဒီပြင်ကျွန်တော်ကပါရှိမလို့ဆိုတဲ့အခါကျတော့ဟုတ်ပြီဒါကလူတယောက်ကိုတင်းခါလာနဲ့တနေ့ကိုတင်းခါလာနဲ့ဟုတ်ပြီလူဦးရေနဲ့မြောက်လူဦးရေမှာကျွန်တော်တို့ကအဲတော့ UNICEF ကနေပြီးတော့ဒီလို factor တွေပေးထားတာရှိတယ်နောက်ဒီတစ်နှစ်တည်းမဝယ်တယ်နောက်နှစ်တည်းအတွက်ဆိုလို့ရှိရင်ဒီလူဦးရေတိုးနှုံနဲ့ဒါမြောက်ပေးရတာရှိတယ်နောက်ပြီးတော့ဒီကဒီမှာကျွမ်းနာတရိษံတွေရှိမယ်ဆိုရှင်ကျွမ်းနာတရိษံတစ်ကောင်ကို9ကာလာနှုံနဲ့ထပ်ပြီးတော့ဆောင်းပေးရမျိုးရှိတယ်အဲ့ကကြတော့တကယ်တမ်းကျတော့ခုနကဒီ system ကြီးတစ်ခုကဘယ်လောက်ထိအောင်ကြီးတယ်သေးတယ်ကုန်ကြစိနဲမယ်များမယ်ဆိုတာဒီကျွန်တော်တို့ကသူတို့ကိုဘယ်လောက်အတိုင်းအတာနဲ့ပေးမှလဲဆိုတဲ့ပုံမှာလည်းဒါပေမဲ့အခုကျွန်တော်တို့ကဒီ UNICEF နဲ့လုပ်ခဲ့တဲ့အချိန်မှာကျတော့သူတို့အဖွဲ့အစည်းမှာကိုက10ကာလာနဲ့လုပ်ပေးထားတဲ့အချိန်မှာဟုတ်ပြီကျွန်တော်ကချင်းတောင်တစ်ချောင်းမှာလုပ်တဲ့အချိန်မှာတော့ကျတော့အဆင်ပြေတယ်ပေါ့ဗျာ
အဲ့ဒီကနေပြီးတော့နောက်ပိုင်းမှာရှမ်းပြည်ပဲကျွန်တော်စူးစမ်းကြည့်ပါတယ်ရှမ်းပြည်ကြတော့တောင်မော်တော့တောင်မော်ပဲဒါပေမဲ့ချင်းတောင်နဲ့ဆာလို့ရှိရင်ဒီကကြတော့နည်းနည်းလေးချင်းတောင်လောက်မအေးတဲ့ခါကျတော့အဲ့မှာကလူတွေကခြေရပို့ပြီးတော့တုံးရတယ်အဲ့ခါကျတော့တင်းကာလာကတိတ်ပြီးတော့အဆင်မပြေချင်တော့ဘူးအဲ့လိုမျိုးဖြစ်တယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီဂျကာနဲ့လုပ်တဲ့တောင်ဝါတာ supply တွေမှာဆိုရှင်တော့20ကာလာနဲ့ပြီးသွားတာကိုတွေ့ရပါတယ်နောက်တစ်ခါတကယ်တမ်းပေါ့ဗျာကျွန်တော်တို့ဟို American stand တို့ဘာလို့ဂျီဟိုမှာတွန်းလက်ထက်မှာလည်းဟိုဒီဇင်နဲ့ဆွဲချပြီးတော့ဟာမျိုးပါများအဲ့ဒါမျိုးတွေသုံးမယ်ဆိုရင်တော့လူတစ်ယောက်ကိုတစ်နေ့ကိုကာလန်40 60လောက်ပုံနေလို့ပြရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကပေါ့ပုံပြီးတော့တော့အဲ့တော့လူတီးပြီးတော့ရက်တင်ပါအဲ့ဒါစကားပြောပါအဲ့ချိန်မှာကျွန်တော်အခုနပြောတယ်spring source stream source ကနေပြီးမှဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ရနိုင်တဲ့ခြေထွက်ကတော့ဘယ်လောက်လဲကျွန်တော်တို့ကလူတယောက်ကိုကာလ20ထားပြီးတော့တွက်လိုက်တယ်သူ population နဲ့ဆိုတနေ့ကိုရေကာလပေါင်းဘယ်လောက်ဒီလိုစင်ဒီမှာရှိမဲ့ source ကရနိုင်တဲ့ကြီးကတော့သူရတာ14နိုင်ပတ်လုံးပေါ့ဗျာ14နိုင်ပတ်လုံးရမယ်ဟာက daily demand ကိုကာပြီးရတာsave view တွေပြန်ပြီးချိန်စားပါတယ်နောက်တစ်ခုကကျတော့ဒီမှာက basic consideration between source and population တွေမှာဒါကတော့အခြေခံအချက်အနေနဲ့ပေးတာပါဒီလိုကြီးဖြစ်ရမယ်လို့ဆိုလိုတာပုံစံတတ်မှတ်တာတော့မဟုတ်ဘူးနော်ကျွန်တော်အကြမ်းမြင့်ချိန်ဆလို့ရအောင်လို့တမိုင်မှာတော့ level definitely တော့25ပေလောက်ရှိနေမှာအဆင်ပြေနိုင်မယ်ဆိုတဲ့အနေအထားမျိုးအကြမ်းမြင့်မှုချပေးတာပါနောက်တစ်ခါသိပြီးချက်ပြီး design flow rate of the main pipeline ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဟုတ်ပြီဆိုကလည်းနင်းပြီးရွာတော့နိုင်တာမှန်တယ်အဲ့ရနေ plan ဆွဲမယ်ဆွဲတဲ့အချိန်မှာကျွန်တော်ဟုတ်ပြီပိုက်ဆိုင်ကြီးကဘာလို့ဆွဲလာမှာလဲဒီပိုက်ဆိုင်ကိုမြူပြီးတော့တစ်ချက်ဖို့အဲ့ခါကျတော့ကျွန်တော်ကဘာလို့ဆိုတော့ဟုတ်ပြီဒီပိုက်ဆိုင်ထဲမှာစီးမဲ့ flow က safety ပမာဏစီးမယ်ဆိုပြီးတော့ကျွန်တော်ကဒီ flow တွေ့တဲ့အချိန်မှာအဲ့ဒီဟာကိုရှုံးယူလိုက်တာပါနောက်မှဆိုရှင်အများကြီးစီးစေခြင်းနဲ့ဆိုကျွန်တော်ပိုက်အကြီးဆိုရမယ်နည်းနည်းလေးပဲစီးစေခြင်းနဲ့ဆိုကျွန်တော်ပိုက်ကလေးပေါက်စားလေးနဲ့ဆိုကျွန်တော်မလောမငါးတွေဖြစ်ကုန်မယ်အနေထားမျိုးကျွန်တော်က safety ဝမှာမြည်ပြီးတော့ကျွန်တော် main pipeline ကိုဖြစ်ပါတယ်